နာသူကဝင်လေထွက်လေလေးကိုတတိနဲ့စူးဆိုင်ပြီးကြည်ကြည်ပြီးသိပေးနေတဲ့အချိန်မှာသမ္မာတတိသမ္မာဝါယမသမ္မာသမာဓိဆိုတဲ့တမာရိမကင်၃ပါးဝမ်းထဲမှာကိန်းနေပါပြီတန်ဖိုးကြည့်လိုက်တာတို့များလောကလယ်မှာယုံကန်ရှာဖွေသွားလာနေတော့ကဝင်လေရှိမှမသိထွက်လေရှိမှမသိဝင်လေဖြစ်မှမသိထွက်လေဖြစ်မှမသိတမာဓိဆိုတာငါတို့နဲ့အဝေးကြီးပါလားတမာဓိဆိုတာဘာပြောလို့ပြောမှမသိပဲနဲ့ဝင်လေထွက်လေကိုဘလို့ရှုရမှမသိပဲနဲ့လောကထဲမှာအကျိုးမဲ့အခြေအနေအသက်ရှင်ခဲ့တာပါလားတို့ကမသေးသေးလို့အသက်ရှင်နေတယ်လို့ထင်တာအယူမှားပုံပြောပါတယ်တကယ်တော့ယောဂီတို့မသေးသေးလို့အသက်ရှင်တာမဟုတ်ဘူးဝင်လေထွက်လေတစုံရှိလို့အသက်ရှင်နေတာအဲ့ဒီဝင်လေထွက်လေကိုလည်းရှိတာကိုပုဂ္ဂိုလ်တိုင်းတတ္တဝါတိုင်းမသိကြဘူးတဲ့ဘယ်သိမလဲတမာတိဖြစ်အောင်မှမလုပ်ကြတာအဲ့ဒီတမာတိရအောင်မလုပ်တဲ့ကကြတော့ဝင်လေဝင်မှမသိထွက်လေထွက်မှမသိအဲ့ဒီမသိတာအဝိဇ္ဇာပဲစာလို့ပြောတော့မောဟဘဝအမှောင်ကြခြင်းလို့အဓိပ္ပာယ်ရတယ်ဝင်လေထွက်လေလည်းရှင်မှမသိဘူးဝင်လေထွက်လေလည်းဖြစ်မှမသိဘူးမသိနဲ့လောကထဲမှာအသက်ရှင်နေကြတာအဝိဇ္ဇာဥစည်းပြီးတော့ငါဘဝငါခန္ဓာကြီးအမှောင်ကြနေပါလားတန်ဖိုးကြည့်လိုက်တာအခုမိမိရဲ့ခန္ဓာကိုယ်အရိယဘုကြီးကိုကမ္မထအာယုံပေါ်တွန်းတင်လိုက်မှဩဝင်လေလေးပါလားဩထွက်လေလေးပါလားနာသီးဝမှာတွန်းတိုက်ပြီးဝင်သွားတဲ့သဘောလေးတွန်းတိုက်ပြီးထွက်သွားတဲ့သဘောလေးဩလက်ဆက်တတ်တော်တို့ဝင်လေထွက်လေတစုံရှိလို့အသက်ရှင်တာကိုတန်ဖိုးကိုကောင်းကောင်းအသုံးချတတ်လာပါတယ်ယောဂီတို့အမြင်ပဲသေးသွားတဲ့မတာကိုနှာခေါင်းနဲ့နားလေးနဲ့ကပ်ကြည့်လိုက်ဝင်လေလည်းမရှိတော့ဘူးထွက်လေလည်းမရှိတော့ဘူးဝင်လေလည်းမဖြစ်တော့ဘူးထွက်လေလည်းမဖြစ်တော့ဘူးဩတကယ်တမ်းကျတော့ဝင်လေထွက်လေတစုံမရှိလို့သေသွားတာကိုအဲ့ဒါလိုလောကလည်းမှာအချီးနှီးသေဆုံးခြင်းမဖြစ်အောင်အလကားသေဆုံးခြင်းမဖြစ်အောင်မိမိတို့ရဲ့နှာသီးကဝင်လေထွက်လေလေးကိုတတိနဲ့ကြည်တတ်ဖို့လိုပါတယ်